Behind it, it might have been another one that moved a bit. Full attention to Bono. ဟာကဘာဖလားပွဲတွေအခုချိန်ဒီဖုန်းသေးသေးလေးနဲ့ကြည့်နေတော့မယ် TV တစ်လုံးလုံးရှိနေတာ TV က Android TV မှမဟုတ်တာ Android TV မဟုတ်လဲပြဿနာမရှိပါဘူး Android TV ပေါက်လေးတစ်လုံးရှိုံနဲ့အရာအားလုံးစီပြေသွားမယ်နော်ဒီ box လေးထဲမှာဆိုရင်တော့ official YouTube လည်းပါဝင်ပြီးတော့ဘောလုံးပွဲကြည့်လို့ရတဲ့ application တွေလည်းထည့်သွင်းအသုံးပြုလို့ရမယ့်အပြင်ကိုမှ movie နဲ့ series ဇာတ်ကားကောင်းများကိုလည်းရုပ်ထွက်ကြည့်ကြည့်လေးတွေနဲ့ကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ box လေးထဲမှာပါဝင်မဲ့ပစ္စည်းလေးတွေကတော့ Android ပေါက်လေးတစ်ခုရယ် TV နဲ့တွေ့ကြည့်ဖို့အတွက် HDMI ကြိုးလေးတစ်ခုရယ် remote control လေးတစ်ခုရယ်နဲ့စက်ကို V power ကြည့်ဖို့အတွက် adapter လေးတစ်ခုရယ်ပါဝင်ပါတယ်ရှင်ကဲဒါဆိုရင်တော့ TV ကိုတက်ဝယ်စရာမလိုဘဲနဲ့ TV အဟောင်းကို Android TV ဖြစ်အသုံးပြုခြင်းနဲ့ဆိုရင်တော့ BCS မြန်မာကိုလာရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်